ချီးမွမ်းကြပါမယ်နာမတကားတော်ကြီးမြတ်သောနာမအာမင်ကျေးဇူးပါတည်သောယေရှုဖြစ်တယ်အာမင်ချီးမွမ်းကြရအောင်Boy
ရှုအပြည့်လွတ်မြောက်တော်သူဖြစ်တယ်အာမင်ယေရှုအပြည့်ချမ်းသာတော်သူဖြစ်တယ်အာမင်ဒီကနေ့တည်းရဲ့ယုံကြည်ခြင်းကတိကိုချမ်းသာစေမှာဖြစ်တယ်အာမင်ယေရှုအပြည့်အတွက်လုံဆောင်ပြီးတော်ပြီဖြစ်တယ်အာမင်ဆက်လက်ပြီးတော့ဝန်ခံရအောင်ငါဒီချမ်းသာတော်သူအာမင်ချမ်းသာတော်သူချမ်းသာတော်သူမိကံတော်သူပါငါဒီပြည့်လွတ်တော်သူကြောင်းမတော်သူလွတ်မြောက်တော်သူဝိမေရှောပြည့်လွတ်မြောက်တော်သူဖြစ်တယ်Baby,
She
Kedoya Guru Teke Kedoya The Shuri Kuma Shibu Body Kuma Shibu Guru Teke Kedoya Guru Teke Kedoya Hallelujah The Shuri Kuma Shibu Amen. Hallelujah. Kurolo sampira yaro te kuroko Jesu tine. Digri ma chama chen ko pianle pira to chang kuroko Jesu tine. Oh lom nyao chen ko pianle pira to chang kuroko Jesu tine. Oh ngain ta chen ko pianle pira to chang kuroko Jesu tine. Oh kuroma de ba cha to mingla ta tmiro ma mshi ba. Amen. Hallelujah. Kuro Jesu tine digri ma. Oh, Chiman Chinko, Chile, Mata, the Mirone to Pashir, and Kuroko, Jesu, Dine, Janshini, Chain, Ilon Sonogo, and Anakama, the King Yeshu Namako, me Pule, Sudan Sakan, and Jabare Papia, the King. Amen. Hallelujah.
ဟာလေလုယာနောက်တစ်ခေါက်ဆက်လက်ကြွေးကြော်ရအောင်ဝန်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်နေ့ရက်တိုင်းမှာသုံးခါကြွေးကြော်မယ်နော်ဖျားရှင်ကောင်းမြတ်ပါတယ်နေ့ရက်တိုင်းမှာဖျားရှင်ကောင်းမြတ်ပါတယ်နေ့ရက်တိုင်းမှာဖျားရှင်ကောင်းမြတ်ပါတယ်နေ့ရက်တိုင်းမှာဆက်လက်ပြီးတော့ဖျားရှင်ကောင်းမြတ်ပါတယ်ခြေနေအားလုံးပေါ်မှာနော်အခုအချိန်နေရဘယ်လောက်ဆူဆူဖျားရဲ့ကောင်းမြတ်ခြင်းကိုဆက်လက်ကြွေးကြော်ရအောင်မဲသုံးခေါက်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ခြေနေအားလုံးပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ခြေနေအားလုံးပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ခြေနေအားလုံးပေါ်မှာအာမင်ပြီးတော့တခုကြွေးကြော်ကြရအောင်အခုတလောလေးဖျားကျွန်မထဲမှာလေးစကားပြောတဲ့ဟာလေးသူများရေးစားရှိတဲ့သူလေးသူတို့ဆွေလဲမဟုတ်ခဏနားထောင်သူတို့ဒီနေ့တိုင်းလေးဘာလဲညီမရဲ့မောင်လဲမဟုတ်ဘူးအကူရဲ့ချစ်တယ်နော်လို့နေ့တိုင်းပြောတယ်နော်အဲ့လိုပဲလေမရချမှာလဲနေ့တိုင်းဆရာတွေဟောတယ်လို့ပေါ့နော်နေ့တိုင်းမိန်းမရဲ့ယောက်ျားရဲ့ချစ်တယ်အဲ့လိုမျိုးနေ့တိုင်းပြောတယ်ဆိုရင်လေမရချမှာလဲစစ်ဆိုင်ကြီးကပူခိုင်ပါတယ်လေနော်အဲ့တလူပဲကျမတို့နဲ့ဖခင်ရဲ့စစ်ဆိုင်ကြီးကနေ့တိုင်းဖခင်စီမာလေးဖခင်ရဲ့ချစ်တယ်နော်လို့နေ့တိုင်းပြောလာဖခင်နဲ့ကျမတို့ရဲ့စစ်ဆိုင်ကြီးကကျမရဲ့လားလို့ပြီးချင်းတယ်အဲ့ဒါအခုလေးကျမကြွေးကြော်ကျမတို့အားလုံးကြွေးကြော်ရမယ်ဟာကိုရောရဲ့ချစ်တယ်နော်ဆိုပြီးမှနှလုံးသားထဲကနေလေသုံးခါနော်သုံးခါကြွေးကြော်ရအောင်ကိုရောရဲ့ချစ်တယ်နော်ကိုရောရဲ့ချစ်တယ်နော်ကိုရောရဲ့ချစ်တယ်နော်အာမင်အာမင်အာမင်နေ့တိုင်းကိုဖခင်ကိုလေးချစ်တယ်လို့ဒီနှလုံးသားထဲကနေလေပြောကြည့်တယ်ဆိုရင်ဖခင်ကဘယ်လောက်ချစ်ချမ်းကိုလေပူပြီးတော့ခံစားစီတယ်အဲ့ဒါကိုလေကျွန်မတစ်တီခံချင်တာနော်အဲ့ဒါတစ်တီခံချင်တာပါရှင်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဆွေးခေါ်ပြီးတဲ့ worship team ရဲ့ musician ရဲ့ media team တွေအားလုံးဖျက်ရှင်ကောင်းချီးပေးပါစေ။ဒါရွေးပိတ်သိပြီးတော့အသုံးပြုကြပါစေ။မြန်မာစီစဉ်မှာပထမဆုံးလာရောက်ပါဝင်ချင်းဖြစ်တဲ့သူရှိမလားရှင်။ရှိလား။ရှိဘူးဆိုရင်ဒီကရှိလား။မတရားပြပါဟုတ်ကဲ့ဒီညနှုတ်ကပတော်ဖင်းခွန်အားပေးမဲ့ဆရာမကျင်တို့လည်းမတရားစီလိုပါတယ်ကောင်းချီးပေးကြရအောင်နော်ဘုရားရှင်ကောင်းချီးပေးပါစေသုံးခေါက်ဘုရားရှင်ကောင်းချီးပေးပါစေဘုရားရှင်ကောင်းချီးပေးပါစေဘုရားရှင်ကောင်းချီးပေးပါစေအာမင်အာမင်အခုချိန်မှာတော့အလုံငွေတော်အဖင်းအလုံငွေအဖင်းဖျောက်ကုကွယ်ရမယ့်ချိန်ဖြစ်ပါတယ်အလုံငွေကောက်ခံပြီးမဲ့သူရဲ့အလုံငွေစိတ်ကပြီးမဲ့ငါရဲ့အဲ့ဒီချိန်မှာတပင်တရားဖင်းဖျောက်ငုံတော်ချီးမွမ်းမဲ့ခိုင်ပူရဲ့အားလုံးကိုယေရှုနာမ၌လက်ခုပ်တီးပြီးကျေးဇူးကြရအောင်အလုံးငွေများကိုစကတ်ချရအောင်ကောင်းမြတ်လွန်းတဲ့အဖဖျားကိုရောကိုကျေးဇူးတင်တယ်ကိုရောသားသမီးများဤအသက်တာပေါ်မှာကိုရောဤကျေးဇူးတော်ကိုတရက်ပြီးတရက်အချိန်တိုင်းတိုင်းမှာခံစားစေတဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ဤနေ့ညမှာလဲမြန်မာ service ကိုရောကိုဖို့ကိုရောသားသမီးများလာကြတဲ့အခါမှာကိုစိတ်နှလုံးသားမကပဲကိုရောအတွက်ယူဆောင်လာတဲ့အလုံးငွေအနေငယ်ကိုရောရဲ့မြမောက်တော်ထဲမှာအနံပါတဲ့ကိုရောရဲ့လုံငွေများကိုကောင်းကြည့်ပြီးတော်မူပါကိုရောဤနိုင်ငံတော်ခြေပြန့်စီသောအလုံငွေများဖြစ်စီတော်မူပါပြီးကန်ကြတဲ့ရောက်စီတိုင်းရဲ့တက်တာပေါ်မှာလည်းပြီးကန်ချင်းဤစုကြည်စိုးကောင်းကြီးမင်္ဂလာများကိုချပေးတော်မူပါမကြမ်းမသောသူများကြမ်းမခြင်းခွန်ကိုပေးတော်မူပါမိသားစုတိုင်းမှာလှုပ်ဆောင်နေသောလုပ်ငန်းတိုင်းမှာကိုရောထာမလာသောကောင်းကြီးအဖျားများကိုပြချပြီးတော်မူပါဤလုံငွေများကိုစကအနန္တတဲ့အခါမှာတပါးတီတော်သားတော်သခင်ယေရှုနာမကိုမြည်ပြည့်ရဆုတောင်းစကအနန္တပါရဲ့ဖာဖျားသခင်
အာမင် ဟာလေလုယာညီမြချင်းဆိုတဲ့တခြင်းလေးနဲ့ဖျားရှင်ကိုတော့ချီးမွမ်းချင်ပါတယ်วันนี้จะมีอะไรก็ชิมอะไรบ้างจะกวยจะมีอะไรก็ชิมอะไรบ้างดูข่าวยาวเด็กข้ามาเลยชิมอะไรบ้างพยาดาตมีริเบแต่ใส่เพียชิมยาเนตุยอะไรค่ะแต่สงสารชิมยาเนตุยอะไรค่ะที่วันนี้ชิมยาเนตุยอะไรค่ะพยากูอากูบ้าดูข่าวเด็กก็โอ้ยชิมวันดังกูกูรอชิมรอชิมนี่เด้ยังใส่เนี่ยยาเด็กแค่งานจามากูรอกูชิมวันไรบ้าโอ้有心给的结果只要先别累美强大吗กูรอกูชิมวันมา啦大自然吗กูรอกูชิมวันมา啦带你的来吗ชิมวันมา啦大手也没好得不累哦强大的看嘛来ชิมวัน的哦都快要的看嘛来ชิมวัน来吧กูรอ心下的也用起结果မျက်စမ်းစလို့နေวันนี้จะมีอะไรก็ชิมอะไรบ้างจะกวยจะมีอะไรก็ชิมอะไรบ้างดูข่าวยาวเด็กข้ามาเลยชิมอะไรบ้างพยาดาตมีริเบแต่ใส่เพียชิมยาเนตุยอะไรค่ะที่สงสารชิมยาเนตุยอะไรค่ะที่วันนี้ชิมยาเนตุยอะไรค่ะพยากูอากูบ้าดูข่าวเด็กก็โอ้ยชิมวันดังกูกูรอชิมรอชิมนี่เด้ยังใส่เนี่ยยาเด็กแค่งานจามากูรอกูชิมอะไรบ้างโอ้有心给的结果只要先别累美强大吗กูรอกูชิมวันมา啦กาซินายมากูรอกูชิมวันมา啦带你的来嘛ชิมวันมา啦大手也没好得不累哦强大的看嘛来ชิมวัน的哦都快要的看嘛来ชิมวัน来吧กูรอ心下的也用起结果မျက်စမ်းစလို့နေတယ်ချမ်းသာမှာကိုရောကိုချီးမွမ်းမှာလားကာစီနိုင်မှာကိုရောကိုချီးမွမ်းမှာလားတိုင်းနေနေနိုင်မှာချီးမွမ်းမှာလားဒါဆိုရင်မဟုတ်သေးဘူးလေဟိုချမ်းသာတဲ့ခါမှလည်းချီးမွမ်းတတ်သူဟိုဒုက္ခရောက်တဲ့ခါမှလည်းချီးမွမ်းလိုက်ပါကိုရောရှင်ဟာတဲ့ရဲ့ယုံကြည်ခြင်းကိုရှင်ဟာတဲ့ယုံကြည်ခြင်းကိုအမြဲတမ်းဆက်လို့နေတယ်။ကျွန်တော်တို့ရုပ်ရှင်တိုင်းခါရှင်ကောင်းချီးပါစေ။အလိုငွေကိုအနံပေးတဲ့သူရဲ့ဘုရားရဲ့နိုင်ငံတော်ထဲမှာပါဝင်ကြတဲ့သူအရောက်စီတိုင်းနဲ့ကောက်ခံပေးတဲ့သူရဲ့တပင်တိုင်းဆူပေးတဲ့ခိုင်ဖို့လည်းဖျားရှင်ကောင်းကြီးပြပါစေအခုချိန်မှာတော့နှုတ်ကပတ်တော်အဖင်ခွန်အားယူရမယ့်အချိန်ဖြစ်တယ်
ဖယားဘိတ်တဲ့အတုံးပြုတ်နေတဲ့ဆီယာမကိုလက်ခုပ်တီးပြီးတော့ကျူဆိုကြရအောင်ရပါပြီပေါ့နော်ဂျေဇုတင်နဲ့ဒီကနေ့မှာပေါ့နော်ဖျားရှင်ဂျေဇုတော်ကြောင့်ပြန်လဲပြီးတော့ဒီမှာရရတော်ခွင့်ပေးတဲ့ဖျားရှင်တော်၎င်းဆရာမများတော်၎င်းပေါ့နော်ဆရာမကျမပြောသလိုဖြစ်သွားတယ်အရောက်စီတိုင်းကိုဂျေဇုတင်ပါတယ်လို့ကျမပြောချင်ပါတယ်အာမင်ကျမမြန်မာစီစဉ်ကိုကျမမတက်ရောက်နိုင်ပေမဲ့ပေါ့နော် Zoom ကYouTube ကနေပေါ့နော်ကျမအမြဲတမ်းပါဝင်တာဖြစ်တယ်ကျမထင်တာတော့မြန်မာစီစဉ်ဘယ်လိုဖြစ်မလဲပေါ့နော်ကျမတခါတည်းဆိုရင်တက်တယ်ဒါပေမဲ့လည်းဖျားခင်ကကျမတို့နဲ့အမြဲတမ်းအတူပါရှိတဲ့ဖျားခင်ဖြစ်တယ်အာမင်ကျမတို့ထင်တာထက်ဖျားခင်ကအမြဲတမ်းကျမတို့ကိုပို့ဆောင်ကောင်းကြီးပေးတာဖြစ်တယ်ကျမကြည့်တဲ့အခါမှာအမြဲတမ်းဖျားခင်ကပေါ့နော်အစ်ဖျားခင်ကပို့ဆောင်ပေးတယ်အာမင်ကျမအစီအစဉ်ကိုကြည့်တဲ့အခါမှာလည်းအားလုံးကတိုးတက်ကြတယ်ပေါ့နော်ကျမတို့တယောက်ကရက်ပြီဆိုရင်ကျမတို့အရန်စိုးရိမ်တယ်ပေါ့နော်ဘာပြောမလဲအားလုံးပဲပေါ့နော်ဆရာတွေကစချာမင်းတွေတော်လကောင်းဆူတောင်းတဲ့သူတွေ worship တွေကစကျမတို့အများနဲ့ရင်ခုန်ရတယ်ပေါ့နော်သမီးရေးစားထက်တောင်မှကျမတို့အရန်ရင်ခုန်ရတာဖြစ်တယ်မြန်မာစီစဉ်ကိုကျမတို့အရန်ရင်ခုန်ကြတယ်ဒါပေမဲ့ဖျားခင်ကဒီနေ့ထိအများနဲ့ပို့ဆောင်တဲ့ဖျားခင်ဖြစ်တယ်အာမင်အရန်လည်းတိုးတက်လာကြတယ်အာမင်ချာမင်းတွေတော်လကောင်းဖျားခင်ကအရင်တော့ဆိုရင်တယောက်နှစ်ယောက်လောက်ပဲဒါပေမဲ့အခုဆိုရင်ဖျားခင်ကတိုးပွားရတော့ခွင့်ဖျားရှင်ကပေးတယ်မရက်ဖူးသေးတဲ့သူတွေလည်းဖျားခင်ကရက်နိုင်ရတော့ခွင့်ဖျားခင်ကအသုံးပြုတယ်တကယ်ပဲဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အရောက်စီတိုင်းပေါ်မှာဖျားရှင်ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေမပါဝင်နိုင်သေးတဲ့သူတွေလည်းပေါ့နော်နောက်များမှာလည်းရက်ဖို့ရန်အတွက်တက်တည်တွေဖျားရှင်ကပေးပါစေအာမင်ဒီကနေ့ပေါ့နော်အရန်ပဲတစ်တယ်ကျမအတွက်ဆိုလို့အရန်လာတယ်နော်ကျမတို့ဖျားเจ้าကအရန်ပဲဖျားရှင်ကောင်းကြီးကိုခံစားရတာဖြစ်တယ်ကျမဒီလိုချီးမွမ်းခြင်းကိုပါဝင်တဲ့အခါမှာပေါ့နော်ကျမစိတ်ထဲမှာဘယ်လိုခံစားလဲဆိုလို့ရှင်အိုးဖျားခင်ကအရန်ပဲကောင်းမြတ်တယ်သူ့ရဲ့ဗိမာန်တော်ကိုပေါ့နော်သူကိုယ်တိုင်ပြုတ်ပင်တယ်ဆိုပြီးတော့ကျမစိတ်ထဲမှာအရန်ပဲခံစားတာဖြစ်တယ်အရင်တော့ဆိုလို့ရှင်ကျမတို့ဆောင်းပုတ်ဝယ်ဖို့ပေါ့နော် music director ကတင်ပြတဲ့ခါမှာဟိုးရှင်တော့ကပေါ့နော်မလေးငွေနဲ့ဆိုရင်တူဆ ோம் နေ2000ပေါ့နော်2000မြန်မာလိုနဲ့ဆိုရင်2000အဲ့လောက်ကုန်ကြဖို့သူကစီးဝေးမှာပြောတဲ့ခါမှာကျမတို့ကအရန်ပဲ shock ဖြစ်သွားတယ်ပေါ့နော်ဟာအဲ့လောက်အများကြီးကျမတို့ music အတွက်သုံးပါလားဆိုပြီးကျမအဲ့တုန်းကအရန်ပဲဘယ်လိုလဲရင်ခုန်တယ်ပေါ့နော်အဲ့လောက်အများကြီးသုံးဖို့လိုလားဆိုပြီးတော့ကျမစိတ်ထဲမှာခံစားမိတယ်ဒါပေမဲ့ဖျားခင်ကပေါ့နော်အလုံးလုံးတဲ့အခါမှာဖျားခင်ကိုချီးမွမ်းဖို့သူချိန်ဝဲမဲ့နေရမှာပေါ့နော်အဲ့ဒီထက်မကအသုံးပြုဖို့ရန်အတွက်ဖျားခင်ကပြင်ဆင်ပေးထားတယ်ဆိုတဲ့အရာတွေကိုကျမဆင်ခြင်တဲ့အခါမှာတကယ်ပဲဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျမတို့အခုပြိမှန်တော့ပြုတ်ပြင်တဲ့အခါမှာအများကြီးကုန်ကြတယ်ဒါပေမဲ့ဖျားခင်ကထောက်ပံ့ပေးတဲ့ဖျားခင်ဖြစ်တာဖြစ်တယ်အာမင်ကျမတို့ဒီလိုမျိုးဖျားခင်အတွက်ကျမတို့အကောင်းဆုံးပြင်ဆင်တဲ့အရာတွေကပေါ့နော်ကျမတို့ကိုယ်တိုင်လွတ်မြောက်ခြင်းတွေခံစားတာဖြစ်တယ်အာမင်အရင်ကကျမတို့ဗိမာန်တော်နဲ့ကျမတို့နန်းရှင်ပြီးတော့ကြည့်တဲ့အခါမှာတကယ်ပဲနိုင်ငံခြားရောက်သွားသလိုခံစားရတာဖြစ်တယ်အာမင်ဟောကြီးတွေမှာကျမတို့ရောက်ရှိသွားသလိုကျမခံစားရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်လည်းဖျားခင်ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်လို့ကျမပြောချင်ပါတယ်အာမင်ကျမဒီနေ့အတွက်ကျမနှုတ်ကပတ်တော်ကိုရွေးချယ်ထားတဲ့အရာကတော့တုတ်တန်ကျမ်းအခန်းကြီး3အခန်းငယ်6ပထမဆုံးအနေနဲ့ပေါ့နော်ကျမတို့အဲ့ဒီအရာကိုကျမတို့တူတကွဖတ်ရအောင်တုတ်တန်ကျမ်းအခန်းကြီး3အခန်းငယ်6ကနေစမယ်6ကနေ9ပြန်သွားမယ်ပေါ့နော်ကျမဒီကနေ့ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ကတော့တုတ်တန်ကျမ်းအခန်းကြီး3အခန်းငယ်6အားလုံးတူတကွဖတ်ရအောင်တွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလောတုတ်ပြုလင်သင်၏လမ်းခီးတို့ကိုပဲ့ပြင်တော်မူမည်အာမင်ကျမဒီတော်အတွင်းမှာဖျက်ခင်နှုတ်ကပတ်တော်ကိုကျမ
စိတ်แท้ပါဘောနော်စင်ချင်အောင်မေးတဲ့အခါမှာကျမစိတ်แท้မှာပါပေါ်လာလဲဆိုလို့ရှိရင်ဖျားသခင်သာဝရဖျားကိုမျက်မှောက်ပြုလို့ဆိုတဲ့အရာကကျမစိတ်แท้မှာတကယ်ပဲနိုးဆိုတာဖြစ်တယ်မျက်မှောက်ပြုလို့ဘောနော်ကျမတို့မျက်မှောက်ပြုလို့ဆိုတဲ့အခါမှာအဲ့ဒီအတိတ်ပဲကကျမတို့ဘာသာစကားနဲ့ဆိုလို့ရှိရင်ဘာပြောထားလဲဆိုလို့ရှိရင်နဟိနာခဲမ်ပေဝါအမဖော့အင်ဘောနော်ဖော့အင်သူကိုအမြဲတမ်းစင်ချင်အောင်မရမယ်တတိယဖို့ရန်အတွက်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်ကျမတို့နှုတ်ကပတ်တော်ကိုဖတ်ရတဲ့အခါမှာလော့ဆိုတဲ့အရာတွေကကျမတို့လှုပ်ဆောင်ဖို့ရန်အတွက်တိုက်တွန်းတဲ့အရာတွေဖြစ်တာဖြစ်တယ်ဒီထဲမှာလဲပေါ့နော်မျက်မှောက်ပြုလို့ဆိုတဲ့အခါမှာကျမတို့ကအောက်မေ့ဖို့ရန်တတိယဖို့ရန်ဖျားခင်ကကျမတို့ကိုအလိုရှိတာဖြစ်တယ်အာမင်ကျမတို့ကဘသူကိုအမြဲတမ်းပေါ့နော်အောက်မေ့ရမလဲဆိုလို့ရှိရင်ဘသူကိုမျက်မှောက်ပြုရမလဲဆိုလို့ရှိရင်ဒီမှာထာဝရဘုရားကိုမျက်မှောက်ပြုဖို့ရန်အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ကျမတို့တငယ်ချင်းတွေမဟုတ်ဘူးကျမတို့ရဲ့မိဘတွေမဟုတ်ဘူးဒီထဲမှာပြောထားတဲ့အရာကကျမတို့ကအမြဲတမ်းကျမတို့ကမျက်မှောက်ပြုဖို့ရန်အတွက်ဘုရားခင်ကသူ့ကိုအမြဲတမ်းမျက်မှောက်ပြုဖို့ရန်အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်တယ်။ဘယ်ချိန်မှာကျမတို့ကမျက်မှောက်ပြုရမလဲဆိုလို့ရှိရင်ကျမတို့ဗိမာန်တော်ထဲမှာရောက်ရှိတဲ့ချိန်ပဲမပြောထားပဲတဲ့ပေါ့နော်။တွားလေရာရာ၌ဆိုတဲ့အခါမှာကျမတို့အိမ်မှာရှင်လဲဘုရားခင်ထာဝရဘုရားကိုကျမတို့ကမျက်မှောက်ပြုရမယ်။ဘယ်နေရာပဲရောက်ပေါ့နော်။အလုတ်ထဲမှာလဲဘုရားကျောင်းမှာလဲပေါ့နော်။ဘယ်နေရာပဲရောက်ကျောင်းတက်တဲ့သူတွေဆိုလို့ရှိရင်ကျောင်းတက်တဲ့ချိန်မှာလဲဘုရားခင်ကိုမျက်မှောက်ပြုဖို့ရန်အတွက်ဘုရားခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်အမြဲတမ်းသူ့ကိုအောက်မေ့ရမယ်အမြဲတမ်းသူ့ကိုတတိယရမယ်အမြဲတမ်းသူ့ကိုအာယုံစူးစိုက်ဖို့ရန်အတွက်ကျမတို့ရဲ့ဘုရားခင်ကကျမတို့ကိုအလိုရှိတာဖြစ်တယ်အာမင်ဘုရားသခင်ကကျမတို့ကိုချစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့ကိုကျမတို့ကလည်းဘုရားခင်ကျမတို့ကိုချစ်တယ်ကျမတို့ကိုချစ်တဲ့ကဲ့သို့ကျမတို့ကလည်းဘုရားခင်ကိုချစ်လျက်ပေါ့နော်သူကိုအမြဲတမ်းတတိယဖို့သူကိုအမြဲတမ်းချစ်ကြောင်းပြောဖို့သူကိုအမြဲတမ်းအောက်မေ့ဖို့ရန်အတွက်ဘုရားခင်ကကျမတို့ကိုအလိုတော်ရှိတာဖြစ်တယ်သူကိုမျက်မှောက်ပြုတဲ့ဆိုလို့ရှိရင်ဗာပြောထားလဲတို့ပြုလင်သင်၏လမ်းခီတို့ကိုပဲ့ပြင်တော်မူမည်တဲ့ကျမတို့ဘာသာစကားနဲ့ဆိုလို့ရှိရင်ตัวฮิเลลัมปิมันอามาอินหงลักดิ่งฮีบ่เนาะလမ်းမှန်ကိုပေါ့နော်ဖျားခင်ကတွင်တင်ပေးမယ်လို့ရည်ညွှန်းထားတာဖြစ်တယ်ကျမတို့ဖျားခင်ကိုအောက်မေ့လျက်သူ့ကိုတတိယလျက်သူ့ကိုအမြဲတမ်းပေါ့နော်ကျမတို့တောင်းတတဲ့အခါမှာကျမတို့ရဲ့သွားမဲ့နေရာတော်၎င်းကျမတို့စဉ်းစားလို့မရတဲ့အရာတွေကျမတို့နားမလည်နိုင်တဲ့အရာတွေကိုဘုရားခင်ကကျမတို့ကိုနားလည်ရတော့အခွင့်ပေးမယ်ဆိုပြီးတော့ဘုရားခင်ကကျမတို့ကိုပြန်ပြီးတော့စကားပြောတာဖြစ်တယ်အာမင်သင်၏လမ်းခီးတို့ကိုပဲ့ပြင်တော်မူမည်လမ်းခီးဆိုတာကတကယ်ပဲအရေးကြီးတာဖြစ်တယ်ကျမတို့တက်တာထဲမှာကျမတို့သွားမဲ့နေရာတော်၎င်းကျမတို့တီးဖို့ရန်အတွက်တကယ်ပဲလိုအပ်တာဖြစ်တယ်ကျမတို့သွားရက်နဲ့ပေါ့နော်သွားမဲ့နေရာလည်းမသိဘူးရွေချက်လည်းမရှိဘူးဆိုလို့ရှိရင်ကျမတို့ကလမ်းပြောင်းနေတဲ့သူတွေနဲ့တူမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ရဲ့ရှေ့ဆက်ရမယ့်လမ်းခီးဆိုတဲ့အခါမှာပေါ့နော်ဘာကိုရင်ညွှန်းချင်လဲဆိုလို့ရှိရင်ကျမတို့ရဲ့အနာဂတ်ကျမတို့ရဲ့အသက်တာပေါ့နော်ဘယ်လိုမျိုးရှေ့ဆက်ရမလဲဆိုတဲ့အရာကိုလည်းဘုရားခင်ကတွင်တင်ပေးမယ်ဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်ကျမတို့ဘုရားခင်ကိုမျက်မှောက်မပြုတ်ဘဲနဲ့ဘုရားခင်ကိုကျမတို့တတိမရဘဲနဲ့မအောင်ပေဘဲနဲ့ကျမတို့တက်တာကိုကျမတို့ရှောက်လမ်းမယ်ဆိုလို့ရှိရင်ကျမတို့ကလမ်းပြောက်တဲ့သူတွေနဲ့တူမှာဖြစ်တယ်ကျမတို့တက်တာကိုဘုရားခင်ကအလိုရှိတဲ့အရာကဘာလဲဆိုလို့ရှိရင်လမ်းမှန်ဖို့ရန်အတွက်လမ်းမှန်ကိုရှောက်တော်သူတွေဖြစ်ဖို့ရန်အတွက်ဘုရားခင်ကအလိုတော်ရှိတာဖြစ်တယ်တကယ်လို့ကျမတို့ဘုရားခင်ကိုမအောင်မေ့ဘဲနဲ့ပေါ့နော်ဖျားရဲ့အတန်ကိုဂယုမဆိုင်ပဲနဲ့ကျမတို့ဒီတိုင်းပဲငါအလုံးလုံးမယ်ငါနေမယ်ပေါ့နော်ဒီမလေးရှားမှာပျော်လေးနေမယ်အဲ့လိုမျိုးပဲပေါ့နော်ဖျားခင်ကိုကိုယ်ခွေဖို့ရန်အတွက်ဖျားခင်ကိုဝတ်ပြုတ်ဖို့ရန်အတွက်တတိမရပဲနဲ့ကျမတို့ဒီတိုင်းပဲနေပြီးတော့ဖျားခင်ကိုလည်းဂယုမဆိုင်ဘူးဆိုလို့ရှိရင်ကျမတို့တက်တာကလမ်းပြောက်မယ်လမ်းပြောက်ပဲ
လမ်းပြောက်တဲ့အခါမှာပေါ့နော်ကျမတို့တက်တာကဆုံးရှုံးခြင်းတော့ရောက်ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ကိုလမ်းပြောက်ဖို့ရန်အတွက်ဖျားခင်အလိုတော်မရှိဘူးလမ်းမှန်တော့ရောက်ဖို့ရန်အတွက်ကျမတို့တက်တာထဲမှာဖျားခင်နှုတ်ကပတ်တော်ကိုတော်၎င်းဖျားခင်ကိုတော်၎င်းကျမတို့အမြဲတမ်းတတိယဖို့ရန်အတွက်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်လမ်းပြောက်တယ်ဆိုတဲ့အခါမှာပေါ့နော်ကျမတို့ကျမစဉ်းစားတဲ့အခါမှာတခါတလေကျရင်ကျမတို့ဖျားကျောင်းကိုရောက်လာတဲ့အခါမှာကျမတို့လမ်းမှန်တော့ရောက်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ရဲ့စိတ်တွေကပျောက်နေတတ်တယ်ငါခန္ဓာကိုယ်ကရောက်နေပေမဲ့ပေါ့နော်ကျမတို့ရဲ့စိတ်တွေကဖျားခင်ကိုကျမတို့စိတ်မပေးတဲ့အခါမှာဖျားခင်ကိုကျမတို့စိတ်နှလုံးအကျွေးမဲ့ပေါ့နော်ကျမတို့မချီးမွမ်းတဲ့အခါမှာတော့၎င်းဖျက်မျက်နှာကိုကျမတို့မရှာတဲ့အခါမှာမျက်မှောက်မပြုတ်တဲ့အခါမှာပေါ့နော်ကျမတို့ကတခါတလေကြရင်အပင်ပန်းတဒံပဲပေါ့နော်ဘယ်လိုပြောမလဲအပင်ပန်းတဒံပဲဖျားเจ้าကိုရောက်တတ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမဒီနှုတ်ကပတ်တော်နေနဲ့ပေါ့နော်ကျမအတိတ်ဖန်ခွန်အားပေးခြင်းနဲ့ကျမတို့လမ်းမှန်တော့ရောက်ဖို့ရန်အတွက်အတိတ်ဖန်ဖျားခင်ရဲ့ဂတိတော်ကိုတော်၎င်းဖျားခင်ကိုတော်၎င်းကျမတို့ပြန်လဲပြီးတော့ဆင်ခြင်အောင်မေ့ရအောင်အာမင်ကျမတို့တက်တာအဲမှာတခါတလေကြရင်ပေါ့နော်ဘယ်လိုပြောမလဲငါဘယ်လိုရှေ့ဆက်ရမလဲဆိုပြီးတော့အနာဂတ်ပြောင်းနေတဲ့အချိန်ကျမတို့ရှိတတ်တာဖြစ်တယ်အဲ့လိုမျိုးအနာဂတ်ပြောင်းနေတဲ့အချိန်ပြောင်းနေတယ်လို့မိတ်ဆွေခံစားတယ်ဆိုလို့ရှိရင်ဒီကနေ့ဆုတောင်းလိုက်ပါအာမင်ဖျားခင်ကိုခေါ်ဖိတ်ပါကိုရောသမီးလမ်းပြောင်းနေတယ်ကျွန်တော်လမ်းပြောင်းနေတယ်သားလမ်းပြောင်းနေတယ်သမီးလမ်းပြောင်းနေတယ်ဘယ်လိုရှေ့ဆက်ရမလဲဆိုပြီးတော့ကျမတို့တက်တာကိုကျမတို့ဖျားခင်ထံမှာကျမတို့ပြန်လဲစက္ကအနံတဲ့အခါမှာဖျားခင်ကကျမတို့တက်တာထဲမှာလမ်းတစ်တော်လကောင်းပေါ့နော်ကျမတို့ရှောက်ရမယ့်လမ်းကိုဖျားခင်ကပြန်လဲပြီးတော့ပြင်ဆင်ပေးမှဖြစ်တယ်ဆိုတဲ့အရာကိုကျမဒီကနေ့နံပါတ်1အနေနဲ့ပြောချင်တာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်မိတ်ဆွေရဲ့တက်တာထဲမှာဒီမှာရှိတဲ့တငယ်ချင်းတွေရဲ့တက်တာထဲမှာလမ်းပြောင်းနေတယ်လို့ခံစားတယ်ဆိုလို့ရှိရင်ဒီကနေ့ဖျားရဲ့ခြေတော်ရဲမှာကျမတို့ကပြန်လဲတိုးဝင်ဖို့ရန်အတွက်ဖျားခင်ကခေါ်ဖိတ်နေတာဖြစ်တယ်အာမင်ဖျားခင်ကိုကျမတို့မျက်မှောက်ပြုရအောင်ဖျားခင်ကိုမျက်မှောက်ပြုတယ်ဆိုတဲ့အခါမှာပေါ့နော်ကျမတို့တခြားသောအရာတွေကျမတို့အခုချိန်မှာကျမတို့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ပေါ့နော်ကြောက်စရာတွေစိုးရိမ်စရာတွေဥပမာပြောမယ်ဆိုလို့ရှိရင် operation တွေကစပေါ့နော်ကျမတို့တက်တာထဲမှာလုံခြုံခြင်းတွေမခံစားရဘူးပေါ့နော်ကြောက်ရွံ့ခြင်းတွေကနေရာယူတယ်အဲ့လိုမျိုးနေရာယူတဲ့အခါမှာကျမတို့ဘယ်လန်းကိုရှောက်ရမလဲကိုတော့ဆိုပြီးတော့ကျမတို့ကဇဝေဇဝါဖြစ်တဲ့အချိန်လဲကျမတို့ရှိတယ်အဲ့ဒီအတွက်ကြောင့်ကျမဒီကနေ့အတိတ်တဖန်ခွန်အားပေးခြင်းနဲ့ဖျားခင်ကိုပြန်လဲပြီးတော့ကျမတို့မျက်မှောက်ပြုရအောင်ထာဝရဘုရားကိုပဲကျမတို့အာယုံစိုက်ရအောင်ပြန်လဲပြီးတော့စူးစိုက်ရအောင်အာမင်ဘုရားခင်ကကျမတို့တက်တာထဲမှာအတိတ်တဖန်ကျမတို့ကိုစကားပြောလျက်ကျမတို့ကိုလုံခြုံတဲ့အရာတွေနဲ့ကျမတို့ကိုလမ်းပြမှာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်လမ်းပြောင်းနေတယ်ဆိုလို့ရှိရင်ဘုရားခင်ထံမှာကျမတို့ပြန်လဲပြီးတော့ချင်းကပ်ရအောင်နံပါတ်1အနေနဲ့ခုနပေါ့နော်ဖော်ပြတဲ့တုတ်တအခန်းကြီး3အငယ်9ကျမတို့တူတကွဖတ်ရရအောင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ကိုငန်ကိုအမိမပြုတ်နဲ့ဒီထဲမှာဆိုလို့ရှိရင်လည်းဗာပြောထားလဲဆိုလို့ရှိရင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ပေါ့နော်ကိုးစားဆိုတဲ့အရာကိုကျမတို့ဆင်ခြင်ရအောင်ကိုးစားဆိုတဲ့အရာကဘာကိုရည်ညွှန်းချင်တာလဲဆိုလို့ရှိရင်ကိုးစားတယ်ဆိုတဲ့အခါမှာကျမတို့ကယုံကြည်ဖို့ရန်အတွက်ဘုရားခင်ကလိုတော်ရှိတာဖြစ်တယ်အာမင်ကျမတို့ကိုးစားတယ်ဆိုတဲ့အခါမှာကျမတို့ယုံကြည်တဲ့တယောက်ကိုကျမတို့ကကိုးစားတယ်အားကိုးတာဖြစ်တယ်ဒီထက်မှလည်းကျမတို့ကဘုရားခင်ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုးစားဖို့ရန်အတွက်ဘုရားခင်ကကျမတို့တက်တာကိုလိုရှိတာဖြစ်တယ်အာမင်ကျမတို့ဘယ်အချိန်မှာကျမတို့မကိုးစားဘူးလဲဆိုလို့ရှိရင်ကျမတို့ယုံကြည်ခြင်းတွေပေါ့နော်မခိုင်မြဲတော့တဲ့အခါမှာကျမတို့ကတခြားသောလူတွေကိုကျမတို့ကကိုးစားတတ်ကြတာဖြစ်တယ်ဘုရားခင်ကိုကိုးစားမဲ့အစားဘုရားခင်ကိုကျမတို့ယုံကြည်မဲ့အစားပေါ့နော်လူတွေကိုကျမတို့ကိုးစားတဲ့အခါမှာကျမတို့ကလမ်းလွဲနိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီထဲမှာဒီကနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမများအရောက်စီတိုင်းကိုကျမအတိတ်တဖန်ခေါ်ဖက်ခြင်းနဲ့ဒီနေ့ဘုရားခင်ကိုကျမတို့အတိတ်တဖန်ကိုးစားရအောင်အာမင်ယုံကြည်ရအောင်
ဆိုလိုတာကကျမတို့ယုံကြည်ခြင်းကိုတိုးမြင့်ဖို့ရန်အတွက်ဖျားခင်လို့တော့ရှိတာဖြစ်တယ်ကျမတို့ဖျားခင်ကိုဘယ်လိုယုံကြည်မလဲအခုနချီးမွမ်းခြင်းထဲမှာကျမတို့ကြွေးကြော်တဲ့အတိုင်းပဲပေါ့နော်တခြင်းမဲ့ချီးမွမ်းတာမဟုတ်ဘဲနဲ့ကျမတို့တက်တာထဲမှာတကယ်ပဲအဲ့ဒီစကလုံးတွေနဲ့ပေါ့နော်ဖျားခင်ကိုယုံကြည်ဖို့ရန်ဖျားခင်လို့တော့ရှိတာဖြစ်တယ်ကိုတော့တတ်နိုင်တယ်ယုံကြည်ဖို့ရန်ဖျားခင်လို့တော့ရှိတာဖြစ်တယ်ဖျားခင်ဘယ်လိုတတ်နိုင်လဲအာမင်လမ်းမရှိတဲ့နေရာကနေလမ်းဖွင့်ပေးနိုင်တဲ့ဖျားခင်ဖြစ်တာဖြစ်တယ်မကျမ်းမာတဲ့သူတွေကိုကျမ်းမာစေနိုင်တဲ့ဖျားခင်ဖြစ်တယ်အာမင်ကျမတို့ခက်ခဲတဲ့အခါမှာသူ့ကိုခေါ်ဖိတ်ဖို့ရန်အတွက်ဖျားခင်ကကျမတို့ကိုလိုရှိတာဖြစ်တယ်မိတ်ဆွေတကယ်ပဲခေါ်ဖိတ်လိုက်ပါအခက်ခဲကြုံတဲ့အခါမှာပေါ့နော်ကျမတို့ဖျားခင်ကိုပဲကျမတို့ခေါ်ဖိတ်ဖို့ရန်အတွက်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်မကျမ်းမာတဲ့အခါမှာပေါ့နော်ကျမတို့ကတခါတလေကျရင်ဖျားခင်ကသူ့ကိုကိုးစားဖို့ပေါ့နော်ကိုးစားဖို့ရန်အတွက်ကျမတို့ကိုအလိုရှိပေမဲ့ကျမတို့မကျမ်းမာတဲ့အခါမှာဆေးတွေရှာတတ်တယ်ပေါ့နော်ကျမဆိုရင်အခုချိန်မှာကလေးနဲ့ဆိုတဲ့အခါမှာပေါ့နော်အကြံပေးတွေလည်းအများများတယ်တကယ်ပဲကျမလည်းသိချင်တဲ့အခါမှာပေါ့နော်မေးတယ်ဆေးပေါင်းမြောက်များဆိုလည်းကျမသိတယ်ပေါ့နော်သိတဲ့အခါမှာတစ်ခုပြီးတစ်ခုဆန်းတယ်အဲ့ဒီအခါမှာဖျက်ခင်ကျမကိုဘယ်လိုစကားပြောလဲဆိုလို့ရှိရင်ငါရဲ့တက်နိုင်ခြင်းကိုနေမယုံဘူးလားဆိုပြီးတော့ဖျက်ခင်ကကျမကိုတစ်ခါတလေကြံပေါ့နော်ကျမကိုစကားပြောတဲ့အခါမှာကိုတော့ဟုတ်ပါတယ်ဆိုပြီးတော့ဖျက်ခင်ထံမှာကျမအနံ့တဲ့အရာတွေတချို့ရှိတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီမှာရှိတဲ့ညီကိုမောင်နှမအများလဲကျမဒီကနေ့ခွန်အားပေးခြင်းတယ်ကျမယုံကြည်ခြင်းကိုပေါ့နော်ဒိုးမြင်ရအောင်အာမင်ဖျက်ခင်ရဲ့တတ်နိုင်ခြင်းဖျက်ခင်ကလွတ်မြောက်ခြင်းပေးနိုင်တော်ဖျားသခင်ဖြစ်တာဖြစ်တယ်ဘယ်ကနေကျမတို့ကိုလွတ်မြောက်စေခြင်းလဲဆိုလို့ရှိရင်ခန္ဓာစိတ်ဝိညာဉ်လွတ်မြောက်စေခြင်းနဲ့ဖျားသခင်ဖြစ်တာဖြစ်တယ်ခန္ဓာဆိုတဲ့အခါမှာကျမတို့ရဲ့မကျန်းမာခြင်းတွေပေါ့နော်နာကျင်ခြင်းတွေကြိုက်ခဲခြင်းတွေအဲ့ဒီထဲကနေဖျားခင်ကကျမတို့ကိုလွတ်မြောက်စေခြင်းတာဖြစ်တယ်ပြီးတဲ့အခါမှာစိတ်ပေါ့နော်ကျမတို့တခါတလေကျရင်ချီနှောင်ခြင်းတွေခံစားရတယ်တကယ်ချင်းကြားမှာလဲချီနှောင်ခြင်းတွေခံစားတတ်တယ်ပေါ့နော်တကယ်ချင်းမှာဘယ်လိုကျမတို့ချီနှောင်ခြင်းတွေခံစားတတ်လဲဆိုတဲ့အခါမှာအရင်ချစ်တဲ့အခါမှာတခါတလေကျရင်စုံစမ်းခြင်းတွေကဝင်လာတတ်တယ်ပေါ့နော်အရင်ချစ်တဲ့တကယ်ချင်းတွေကြားကနေပဲကျမတို့စုံစမ်းခြင်းတွေဝင်လာတဲ့အခါမှာမုန်းတီးခြင်းတွေခွင့်မလွတ်နိုင်ခြင်းတွေဝင်လာတဲ့အခါမှာကျမတို့ကချီနှောင်တဲ့အခါမှာမလွတ်မြောက်နိုင်တော့ဘူးပေါ့နော်ချီးမွမ်းခြင်းထဲမှာချီနှောင်တယ်ပြီးတဲ့အခါမှာနှုတ်ကပတ်တော်ကိုပြောတဲ့အခါမှာလည်းချီနှောင်တတ်တယ်ပြီးတဲ့အခါမှာတသက်ခံခြင်းဖျားခဲ့ကောင်းမြတ်ခြင်းကိုကျမတို့တသက်ခံတဲ့အခါမှာလည်းအဲ့ဒီຢာတွေကချီနှောင်တတ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့တက်တာထဲမှာကျမတို့ရဲ့စိတ်လဲပေါ့နော်လွတ်မြောက်ခြင်းခံစားဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်အဲ့ဒီကနေလဲကျမတို့လွတ်မြောက်ဖို့ရန်အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီမှာရှိတဲ့ညီကိုမောင်နှမအများလဲပေါ့နော်ကျမတို့တက်တာထဲမှာခွင့်မလွတ်နိုင်တဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်လဲဘုရားခင်ကိုကျမတို့အနံ့ဖွင့်ရန်အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်တယ်ကိုရောကမတူထိဘူးဆိုလို့ရှိရင်ဘုရားခင်ကကျမတို့ရဲ့စိတ်နှလုံးသားကိုမဖွင့်ပေးဘူးဆိုလို့ရှိရင်ကျမတို့အချင်းချင်းလဲခွင့်လွတ်ဖွင့်ရန်အတွက်အယံပဲခက်ခဲတာဖြစ်တယ်ခွင့်မလွတ်နိုင်ခြင်းကကျမတို့ဘုရားခင်နဲ့ဘယ်လိုပြောမလဲအဆက်တွေလောက်တဲ့အခါမှာပေါ့နော်အဲ့ဒီຢာတွေကကျမတို့ကိုချီနှောင်တယ်မလွတ်မြောက်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဘုရားခင်မျက်မှောက်တော်ကိုကျမတို့တရားရခိုင်နှုံးခံစားဖို့ရန်အတွက်ခက်ခဲတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီຢာတွေထဲကနေလဲလွတ်မြောက်ဖို့ရန်အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်အဲ့ဒီຢာတွေလဲကျမတို့ကြွေးကြော်ဖို့ရန်လိုအပ်တာဖြစ်တယ်ကိုရောတတ်နိုင်တယ်ကိုရောခွင့်လွှတ်ပေးနိုင်တဲ့ဘုရားခင်ဖြစ်တယ်ကိုရောသားလင်းကိုရောခွင့်လွှတ်ပေးနိုင်တကယ်တော့ကျမကိုလည်းခွင့်လွှတ်စေခြင်းနဲ့ဘုရားခင်ဖြစ်တယ်ဆိုပြီးတော့လေကျမတို့ကဘုရားခင်ထံမှာကျမတို့ယုံကြည်ခြင်းနဲ့အဲ့ဒီအရာတွေကိုလည်းကြွေးကြော်ဖို့ရန်ဘုရားခင်လိုတော်ရှိတာဖြစ်တယ်ကျမတို့ခန္ဓာစိတ်ဝိညာဉ်ပေါ့နော်ကျမတို့ဝိညာဉ်လည်းလွတ်မြောက်ဖို့ရန်အတွက်လည်းတကယ်ပဲလိုအပ်တာဖြစ်တယ်ဝိညာဉ်လွတ်မြောက်ခြင်းဆိုတဲ့အခါမှာကျမဘာကိုဆိုလိုခြင်းလဲဆိုလို့ရှိရင်ကျမတို့ရဲ့လွတ်ခြင်းယေရှုခရစ်အားဖြင့်ကျမတို့ရဲ့လွတ်မြောက်ခြင်းပေါ့နော်ယေရှုကျမတို့အတွက်လှုပ်ဆောင်ပေးတယ်ကျွန်တော်အတွက်လှုပ်ဆောင်ပေးတယ်ဆိုတဲ့အရာကကျမတို့စိတ်ထဲမှာပေါ့နော်ဘယ်လိုပြောမလဲချီနှောင်ခြင်းမရှိဘဲနဲ့ကျမတို့ဝန်ခံတတ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အဲ့ဒီຢာကိုကျမပြောတဲ့အခါမှာဘာကိုဆိုလိုခြင်းလဲဆိုလို့ရှိရင်ကျမတို့အဲ့ဒီကယ်တင်ခြင်းအကြောင်းကိုပေါ့နော်ကျမတို့က
100%ဆိုမလားပေါ့နော်ဖခင်ရဲ့ယေရှုရဲ့ကယ်တင်ခြင်းကြောင့်ကိုကျမတို့လက်မခံနိုင်သေးဘူးဆိုလို့ရှိရင်ကျမတို့ရဲ့ဝိညာဉ်ကချီနှောင်ခြင်းကိုခံရတာဖြစ်တယ်ဘယ်လောက်ပဲကျမတို့ကဖခင်ကြောင့်ကိုတွားပါစေပေါ့နော်ဘယ်လောက်ပဲနှုတ်ကပတ်တော်တည်ပါစေကျမတို့ကယေရှုကိုကယ်တင်ပါရှင်အဖြစ်မယုံကြည်မလက်ခံနိုင်သေးဘူးဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီချီနှောင်ခြင်းကိုကျမတို့ကအမြဲတမ်းခံစားရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ရဲ့ဖခင်ကလည်းပေါ့နော်အဲ့ဒီအရာတွေကနေကျမတို့ကိုလွတ်မြောက်ဖို့ရန်အတွက်အလိုတော်ရှိတာဖြစ်တယ်အာမင်ခန္ဓာစိတ်ဝိညာဉ်လွတ်မြောက်ဖို့ရန်အတွက်ကျမတို့ဖခင်ထံမှာကျမတို့ခွန်အားယူလျက်ကျမတို့ယုံကြည်ခြင်းနဲ့ကျမတို့ဝန်ခံဖို့ရန်အတွက်ဖခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ဆိုတဲ့အခါမှာပေါ့နော်စိတ်နှလုံးအကျွမ်းမဲ့ကျမတို့တင်ချတွေ့တဲ့အခါမှာဗာတွေ့ရလဲအကျွမ်းမဲ့ဆိုတဲ့အခါမှာအဲ့ဒီအကျွမ်းကဘယ်လောက်ဖြစ်လဲဆိုလို့ရှိရင်3ညပေါ့နော်0ဖြစ်တာဖြစ်တယ်ဒီကလုံးမိတ်ဆွေကအကျွမ်းကတိရတယ်ဒါမှမဟုတ်နေရတယ်ဆိုလို့ရှိရင်အဲ့ဒါကအကျွမ်းမဲ့လို့မခေါ်ဘူးပေါ့နော်ကျမတို့ဖခင်ကိုကိုးစားမယ်ဖခင်ကိုယုံကြည်တဲ့အခါမှာလဲကျမတို့ကအကျွမ်းမဲ့100%ပေါ့နော်0ဖြစ်တဲ့အထိကျမတို့ကယုံကြည်ဖို့ရန်အတွက်ဖခင်အလိုတော်ရှိတာဖြစ်တယ်အာမင်အကျွမ်းမဲ့နဲ့ယုံကြည်ကိုးစားနိုင်တော်သူဖြစ်ဖို့ရန်အတွက်ဖခင်ရောက်စံကိုကောင်းချီးပေးပါစေ138ခုမြောက်သောဇာလံအပိုင်းငယ်8နဲ့9မှာဆိုလို့ရှိရင်ပြောထားလဲဆိုလို့ရှိရင်ထာဝရဘုရား၌ခိုလုံခြင်းနဲ့လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဘုရား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏တဲ့ဒီအထဲမှာပေါ့နော်ကျမတို့ကဘုရားခင်ကိုကိုးစားဖို့ရန်အတွက်တွင်တင်ထားတယ်နန်းရှင်ထားတာဖြစ်တယ်လူကိုကိုးစားခြင်းတဲ့ထာဝရဘုရားကိုကိုးစားခြင်းကတာ၍ကောင်းတယ်ဆိုတဲ့အရာကိုဖော်ပြထားတာဖြစ်တယ်ဒီအရာကိုချစ်ခြင်းအဖြစ်ကျမတို့စင်ကြင်ရအောင်ပေါ့နော်ကျမတို့ဘုရားခင်ကိုအကျွမ်းမဲ့မကိုးစားတဲ့အခါမှာကျမတို့ကဘယ်သူတွေကိုကိုးစားတတ်လဲဆိုလို့ရှိရင်လူတွေကိုကိုးစားတတ်တာဖြစ်တယ်ဆိုကြပါတော့ကျမတို့နေမကောင်းဖြစ်မယ်နေမကောင်းဖြစ်တဲ့အခါမှာကျမတို့ကဘုရားခင်ကိုတော့ကျမကိုကျမစေနိုင်တဲ့ဘုရားခင်ဖြစ်တဲ့ဆိုပြီးတော့ကျမကမယုံကြည်နိုင်ဘူးဆိုပါဆိုပေါ့နော်ကျမကမယုံ100% ပေါ့နော်ဖျက်ခင်ကိုမယုံကြည်နိုင်တဲ့အခါမှာဖျက်ခင်ထံမှာပေါ့နော်ကျမစုမတောင်းနိုင်တဲ့အခါမှာကျမဘယ်သူတွေကိုယုံကြည်လဲဆိုလို့ရှိရင်လူတွေကိုယုံကြည်တယ်ဟိုတယောက်ကစုတောင်းပေးတယ်ဆိုလို့ရှိရင်ငါကျမ်းမာမှာပဲဟိုတယောက်ကငါကိုတိုးထိတယ်ဆိုလို့ရှိရင်ငါကျမ်းမာမှာပဲဒါမှမဟုတ်ဟိုစေးကိုတောက်လိုက်တယ်ဆိုလို့ရှိရင်ငါကျမ်းမာမှာပဲဆိုပြီးတော့ကျမတို့ကဖျက်ခင်ကိုမကိုးစားဘူးဆိုလို့ရှိရင်အဲ့ဒီအစားထိုးနိုင်တဲ့အရာတွေကအစားထိုးတဲ့အခါမှာအဲ့ဒီအရာတွေအဖြစ်ဖျားခင်ဘုံတော်ကိုကျမတို့ကမထင်ရှားစေပဲတဲ့ပေါ့နော်ကျမတို့ရဲ့တက်တာထဲမှာဖျားခင်ကနေရာမရတဲ့အခါမှာဘယ်လိုပြောမလဲဖျားရဲ့ကောင်းမြတ်ခြင်းကိုကျမတို့ကမခံစားနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဖျားသခင်ကကျမတို့အသက်တာထဲမှာသူ့ကိုပဲပေါ့နော် 100% ကိုးစားဖို့ရန်အတွက်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဖျားခင်ကိုကျမတို့မကိုးစားတဲ့အခါမှာလူတွေကနေရာယူတာဖြစ်တယ်အခြားသောအရာတွေကနေရာယူတဲ့အခါမှာအဲ့ဒီအရာတွေကခဏတာတော့ကျမတို့ကိုစိတ်ချမ်းသာခြင်းတွေပေါ့နော်ငြိမ်သက်ခြင်းတွေပေးနိုင်မယ်ဒါပေမဲ့ကြာရှည်ခံတဲ့ပေါ့နော်ငြိမ်သက်ခြင်းတော်လကောင်းမပေးနိုင်တဲ့အခါမှာကျမတို့ကအရင်တိုင်းပဲကျမတို့နာကျင်ခြင်းတွေခံစားရတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ဖျားခင်ကကျမတို့ကိုဗာပြောလဲဆိုလို့ရှိရင်သူ့ကိုအကျွမ်းမဲ့ကိုးစားဖို့ရန်အတွက်ကျမတို့ကိုအလိုရှိတာဖြစ်တယ်။အာမင်။ပြီးတဲ့အခါမှာကိုယ်ဉာဏ်ကိုအမိမပြုတ်နဲ့တဲ့။ကျမတို့ကိုကျမတို့ပေါ့နော်အမွန်းတင်ဖို့ရန်အတွက်ဖျားခင်အလိုတော်မရှိဘူး။ဖျားခင်ကိုသာလဲကျမတို့ကိုးစားဖို့ရန်အတွက်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်။ဖျားခင်ကိုကျမတို့မကိုးစားနိုင်တဲ့အခါမှာဘယ်အရာတွေကနေရာယူတတ်လဲဆိုလို့ရှိရင်ကြောက်ရွံ့ခြင်းတွေကနေရာယူလာတယ်ပေါ့နော်။ငါ့အသက်တာကမလုံခြုံပါလားပေါ့နော်။ဖျားခင်ကလုံနိုင်တယ်တတ်နိုင်တယ်ဆိုတဲ့အရာကိုကျမတို့မဝင်ခံတဲ့အခါမှာကြောက်ရွံ့လာတယ်ပြီးတဲ့အခါမှာဘယ်ရာတွေကနေရာယူလာလဲဆိုလို့ရှိရင်စိတ်တကြခြင်းတွေကနေရာယူလာတာဖြစ်တယ်ပြီးတဲ့အခါမှာငီးသွားခြင်းတွေကနေရာယူလာတာဖြစ်တယ်ကျမတို့အများနဲ့ငီးသွားတယ်ဒါကြောင့်
ဒါကြောင့်ဆိုပြီးတော့ကျမတို့ညီသွားချင်းတွေကနေရာယူလာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့အဲ့ဒီຢာတွေကိုကျမတို့နေရာမပေးဘဲနဲ့ပေါ့နော်အကြောင်းရင်းချင်းတွေစိတ်သက်ကြချင်းတွေညီသွားချင်းတွေကိုကျမတို့နေရာမပေးဘဲနဲ့ဒီနေ့ဖျားခင်ကိုကျမတို့အတိတ်ဖန်ကိုးစားရအောင်ဆိုပြီးတော့ဒုတိယချက်အနေနဲ့ကျမပြောချင်ပါတယ်အာမင်ကျမတို့နှုတ်ကပတ်တော်ထဲမှာအဲ့ဒီຢာတွေကိုကျမတို့အဲ့ဒီຢာတွေအဖြစ်ကျမတို့စံနမူနာအနေနဲ့ကျမကြည့်ဖွင့်ရွေးချယ်ထားတဲ့လူနှစ်ယောက်ရှိတယ်အဲ့ဒီຢာကတော့ဘသူရဲ့တက်တာလဲဆိုလို့ရှိရင်နောအေးရဲ့တက်တာပေါ့နော်နောအေးရဲ့တက်တာကိုကျမတို့ကြည့်တဲ့အခါမှာနောအေးဟာဆိုလို့ရှိရင်သူတက်တာထဲမှာဖျားခင်ကိုမျက်မှောက်ပြုပြီးတော့အသက်ရှင်ယုံကြည်အသက်ရှင်တယ်ဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်။ကပ္ပဦးကျမ်းအခန်းကြီး6အခန်းငယ်9မှာဆိုလို့ရှိရင်နောအေးရဲ့အကြောင်းကိုဘယ်လိုရည်ညွှန်းထားလဲဆိုလို့ရှိရင်ဖော်ပြထားလဲဆိုလို့ရှိရင်နောအေးအတုပတိဟုမူကားနောအေးဒီဖြောင့်မတ်တော်သူမိမိအမျိုး၌စုံလင်တော်သူဖြစ်၏ဖျားသခင်နဲ့အတူသွားလာ၏တဲ့။တနည်းအားဖြင့်ကျမပြောချင်တာကဖျားသခင်ကိုမျက်မှောက်ပြုတဲ့သူတွေကသူတို့ရဲ့အသက်တာထဲမှာထူးခြားခြင်းတွေဘယ်လိုတွေ့ရလဲဆိုလို့ရှိရင်သူတို့ရဲ့အသက်တာကဖျားသခင်နဲ့သွားလာတဲ့သူတွေဖြစ်တယ်။အာမင်။ဖျားသခင်ကိုမျက်မှောက်ပြုလေသူတို့ကသူတို့ရဲ့အသက်တာထဲမှာဖျားခင်ရဲ့အတန်တော်ကိုကြားလေဖျားသခင်နဲ့သွားလာတယ်ဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်။နောအေးရဲ့အသက်တာထဲမှာလည်းလူတွေကသူ့ရဲ့ပတ်ဝန်းကျင်ကအယံပဲစိုးသွမ်းတယ်အယံပဲဖျားခင်မကြိုက်တဲ့အရာတွေနဲ့ပြေးသွားတယ်ဒုစရိုက်တွေပြုတ်လုပ်တယ်ဒါပေမဲ့နောအေးကအဲ့ဒီအရာတွေကိုသူကအဲ့ဒီအရာတွေနဲ့သူကအချိန်မကုန်ဘဲနဲ့ဖျားခင်ကိုပဲသူကမျက်မှောက်ပြုလျက်ဖျားခင်ကိုပဲစစ်စစ်ကြည့်ရှုတဲ့အခါမှာသူရဲ့တက်တာကတကယ်ပဲထူးခြားတာဖြစ်တယ်ဖျားခင်ရဲ့ဘယ်လိုပြောမလဲထူးသဖြင့်မျက်နှာตาပေးခြင်းပေါ့နော်သူကခံစားရတာဖြစ်တယ်အဲ့လိုမျိုးဖျားခင်နဲ့တွာလာတဲ့အတွက်ကြောင့်တူတုံးနဲ့ကျမတို့ပြောမယ်ဆိုလို့ရှိရင်သူတာမကပဲနဲ့သူရဲ့သားသမီးတွေအားလုံးကပေါ့နော်လွတ်မြောက်ခြင်းကိုခံစားရတာဖြစ်တယ်အဲ့ဒီရာကဘယ်ကနေစပြုလဲဆိုလို့ရှိရင်ဘုရားခင်ကိုမျက်မှောက်ပြုခြင်းကနေစပြုတာဖြစ်တယ်အာမင်ကျမတို့တက်တာထဲမှာလွတ်မြောက်ခြင်းနဲ့ခံစားဖို့ရန်အတွက်ဒီနေ့ကျမတို့ဘုရားခင်ကိုနောအေကဲ့သို့ကျမတို့မျက်မှောက်ပြုလဲယုံကြည်သက်ရှင်ရအောင်ဆိုပြီးတော့ကျမပြောချင်တယ်ဒုတိယချက်အနေနဲ့ဘသူရဲ့တက်တာကိုဆင်ခြင်ဖို့ရန်ကျမရွေးချယ်ထားလဲဆိုလို့ရှိရင်ဒံယေလရဲ့တက်တာပေါ့နော်ဒံယေလရဲ့တက်တာကိုကျမတို့ကြည့်တဲ့အခါမှာဒံယေလကတိုင်းတစ်ပါးမှာတာဝန်ထမ်းဆောင်ရတဲ့သူဖြစ်တယ်တာဝန်ထမ်းဆောင်တယ်ဆိုတဲ့အခါမှာကြားတော့ကြားကောင်းတယ်ဒါပေမဲ့သူ့ရဲ့တက်တာထဲမှာပေါ့နော်တာဝန်ထမ်းဆောင်တယ်ဆိုတဲ့အခါမှာကျမတို့အခုချိန်မှာတာဝန်ထမ်းဆောင်တဲ့သူတွေက special ခေါ်ဆောင်ခြင်းကိုခံရတယ်ဒါပေမဲ့ဒံယေလရဲ့တက်တာထဲမှာသူက special ခံစားခေါ်ဆောင်ခြင်းကိုခံရတဲ့သူမဟုတ်ဘူးတိမ်သွားခြင်းကိုခံစားရတာဖြစ်တယ်ဘယ်လိုပြောမလဲဂျုံအဖြစ်ပေါ့နော်ဖန်ဆီးခြင်းကိုခံရတဲ့သူဖြစ်တယ်ဒါပေမဲ့သူကဖျားခင်ကိုမျက်မှောက်ပြုလက်အမြဲတမ်းဆုတောင်းတယ်ဖျားခင်ကိုအမြဲတမ်းကိုးစားတယ်ဖျားခင်ကိုအမြဲတမ်းယုံကြည်တဲ့အခါမှာအခုနကျမတို့နှုတ်ကပတ်တော်ဖတ်တဲ့အတိုင်းပဲပေါ့နော်ဒီအိလန်ခီတို့ကိုပဲ့ပင်တော်မူလိမ့်မည်ဆိုတကယ်တော့ဒံယေလရဲ့တက်တာထဲမှာဖျားခင်လမ်းပြခြင်းသူကခံစားရတာဖြစ်တယ်ဖျားရဲ့မျက်နှာပေးခြင်းကိုသူကခံစားရတာဖြစ်တယ်အဲ့လိုမျိုးသူကဖျားခင်ကိုမျက်မှောက်ပြုလျက်ယုံကြည်လျက်ကိုးစားတဲ့အခါမှာသူတက်တာထဲမှာဘယ်လိုမျိုးထူးခြားခြင်းတွေခံရလဲဆိုလို့ရှိရင်ရှင်ဘုရင်ရဲ့မျက်နှာကိုသူကခံစားရတာဖြစ်တယ်ကျမ်းစာကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအရာကဒံယေလအခန်းကြီး6အခန်းငယ်3မှာပေါ့နော်တွေ့ရတာဖြစ်တယ်သူကမျက်နှာပေးခြင်းခံရတယ်ကျမအဲ့ဒီအရာကိုဖတ်ချင်တယ်ထူးဆန်းသောဉာဏ်နဲ့ပြည့်စုံ၍မြို့ဝင်တကာဝင်ကြီးတကာထုတ်တဲ့လွန်ကဲသောကြောင့်နိုင်ငံတော်တနိုင်ငံလုံးကိုသူ၌အနှင်းမီဟုရှင်ဘုရင်၏အကြံရှိတော်မူ၏တဲ့ရှင်ဘုရင်ကသူ့ကိုပေါ့နော်ချီးမြှောက်ဖို့ရန်အတွက်ကြံစီတာဖြစ်တယ်ဘာဖြစ်လို့ကြံစီလဲဆိုလို့ရှိရင်သူကဖျားခင်ရဲ့လမ်းပြခြင်းဖျားရဲ့မျက်နှာตาကိုခံစားတဲ့အတွက်ကြောင့်လူတွေရဲ့မျက်နှာตาကိုလည်းသူကခံစားရတာဖြစ်တယ်လူတွေထက်ထူးခြားတယ်လူတွေထက်ထူးကဲတဲ့အရာတွေထူးကဲတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ချီးမြှောက်ခြင်းကိုခံဖို့ရန်အတွက်
ရှင်မရဲ့ဂျန်စီထဲမှာရှိတယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရတာဖြစ်တယ်အဲ့ဒီခါမှာချစ်ချင်းပဲပေါ့နော်သူကချီးမြှောက်ခြင်းကိုမခံစားရဘူးအဂျန်စီထဲမှာတော့ရှိတယ်ဒါပေမဲ့အပွင့်မပွင့်သေးဘူးအတီးမတီးသေးဘူးပေါ့နော်အဲ့ဒီခါမှာသူရဲ့တက်တာထဲမှာဘယ်လိုမျိုးခံစားရလဲဆိုလို့ရှိရင်သူရဲ့တငယ်ချင်းတွေပေါ့နော်သူနဲ့သူတကွဝင်ကြီးဖြစ်တဲ့သူရဲ့တငယ်ချင်းတွေရဲ့မနာလိုခြင်းကိုသူကခံစားရတာဖြစ်တယ်ခံစားတဲ့အခါမှာအဲ့ဒီသူ့ရဲ့တငယ်ချင်းတွေကအပြစ်ရှာတယ်အပြစ်ရှာတဲ့အခါမှာလည်းမတွေ့ဘူးမတွေ့တဲ့အခါမှာနောက်ဆုံးတော့သူတို့ကဘာနဲ့တွေ့လဲဆိုလို့ရှိရင်အငယ်9မှာဆိုလို့ရှိရင်ပေါ့နော်ဖျားခင်ရဲ့ဘာသာမှုမှတပါတယ်ပေါ့နော်အခြားသောမှု၌ဒံယေလ၌အပြစ်တင်ခွင့်ကိုငါတို့တွေမတွေ့ကြဟုတိုင်ပင်ပြောဆိုပြီးမှပေါ့နော်လူတွေကသူ့ကိုအပြစ်ရှာတယ်ဒါပေမဲ့မတွေ့တဲ့အခါမှာဒံယေလကဖျားခင်ကိုမျက်မှောက်ပြုခြင်းဖျားခင်ရဲ့အချိန်ယူခြင်းကိုသူတို့ကအပြစ်ဖြစ်စေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီမှာတွေ့ရတာဖြစ်တယ်ဒါပေမဲ့ဒံယေလရဲ့တက်တာထဲမှာတကယ်ပဲသူ့ယူဖို့ကောင်းတယ်သူကအဲ့လိုမျိုးဘယ်လိုပြောမလဲရှင်ဘုရင်ရဲ့အမိန့်ကိုနာမခံဘူးဆိုလို့ရှိရင်ဒီလိုချင်းတဲ့တွင်ထဲမှာပေါ့နော်ချချင်းကိုခံရမယ်ဆိုပြီးတော့ပေါ့နော်အမိန့်ပေးခြင်းကိုခံရပေမဲ့ဒံယေလအသက်တာထဲမှာတကယ်ပဲခွန်အားရကျမခွန်အားရတာကပေါ့နော်သူကအဲ့ဒီຢာကိုကြားသိတဲ့အခါမှာတဲ့သူ့ရဲ့အိမ်ကိုတွားပြီးတော့သူပြုတ်လျက်ရှိတဲ့အတိုင်းပေါ့နော်မျက်နှာပြုတ်ရအထက်ခန်းပတင်းပေါက်ပွင့်လျက်ပြီးအထက်ပြုတ်လျက်ရှိတဲ့အတိုင်းနဲ့ဒီမှာရန်အရေးကြီးတယ်ဖြစ်တယ်အထက်ပြုတ်လျက်ရှိတဲ့အတိုင်းဆိုတဲ့အခါမှာအမြဲတမ်းသူဆုတောင်းတဲ့အတိုင်းသူကဖျားခင်ကိုဆက်လက်ပြီးတော့ဆုတောင်းတယ်ဆိုတဲ့ຢာကိုကျမတို့တွေ့ရတာဖြစ်တယ်ဒီຢာကိုကျမဆင်ခြင်တဲ့အခါမှာပေါ့နော်ကျမတို့အခုအချိန်နေနဲ့တကယ်ပဲတူတာဖြစ်တယ်ကျမတို့အခုချိန်မှာလဲပေါ့နော်ဖျားကြောင့်မသွားနဲ့operation ရှိတယ်ကျမတို့အတန်နဲ့မျိုးစုံကြားရတယ်ပေါ့နော်ကြားရပေမဲ့လည်းဖျားကြောင့်ကိုရောက်အောင်ပေါ့နော်လာတဲ့သူတွေကဒီဒဏ်နေရာကဲ့သို့ဖြစ်တာဖြစ်တယ်အာမင်ဘယ်လောက်ပဲ operation ရှိပလေးစေဘယ်လောက်ပဲချင်အောင်ချင်းတွေရှိပလေးစေဖျားအတွက်ငါဖျားခင်ကိုဝတ်ပြုတ်လက်ရှိတဲ့အတိုင်းပဲငါဖျားကြောင့်သွားမယ်ငါဆုတောင်းမယ်ငါဖျားခင်ကိုချီးမွမ်းမယ်ဆိုပြီးတော့ကျမတို့ဆုံးဖြတ်ချက်ချခြင်းကဒီဒဏ်နေရာကဲ့သို့ဖျားခင်ကကျမတို့ရဲ့တက်တာကိုအတိအမှတ်ပြုမှာဖြစ်တယ်ဒံယေလကလည်းပေါ့နော်သူကဇွဲမလျှော့ဘဲနဲ့ဖျားခင်ကိုဆုတောင်းလက်သူကအသက်ရှင်တဲ့အခါမှာကျမတို့ချိန်လဲစေပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒံယေလကခက်ခဲခြင်းတွေမကြုံရတာမဟုတ်ဘဲနဲ့ကြုံတွေ့ရတယ်ဒါပေမဲ့လည်းဖျားခင်ရဲ့သူပါရှိခြင်းကိုခံစားရတာဖြစ်တယ်အာမင်ကျမတို့တက်တာထဲမှာလည်းအဲ့လိုမျိုးစိန်ခေါ်ခြင်းတွေအများကြီးကြုံတွေ့ရမှာဖြစ်တယ်ကျမတို့တက်တာထဲမှာဖျားကိုယုံကြည်ခြင်းအဖြစ်ပေါ့နော်နင်ဒီလိုတွားရင်ဒီလိုဖြစ်နိုင်တယ်ဆိုတဲ့အရာတွေကျမတို့ကြုံတွေ့တဲ့အခါမှာပင်လင်ဒီဒံယေလကဲ့သို့ကျမတို့အသက်တာကိုကျမတို့အသက်ရှင်ဖို့ရန်အတွက်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဒံယေလကိုကျမတို့အတူယူလက်ဖျားသခင်အတွက်ကျမတို့အသက်ရှင်ရအောင်အာမင်ကျမရဲ့ယုံကြည်ခြင်းကိုအမြဲတမ်းဆွဲကင်လဲပေါ့နော်ကျမတို့ယုံကြည်ဖို့ရန်ဒီကနေ့အသက်တဖန်ကျမခွန်အားပေးခြင်းနဲ့အာမင်ကျမတို့ဖျားခင်ကိုယုံကြည်တဲ့ကဲ့သို့ဆက်လက်ပြီးတော့ကျမတို့ရဲ့ယုံကြည်ခြင်းကိုတိုးမြင့်ဖို့ရန်ကျမအသက်တဖန်ခွန်အားပေးခြင်းနဲ့အာမင်ကျမတို့ရဲ့ဆုတောင်းခြင်းကိုကျမတို့တိုးမြင့်ရအောင်ကျမတို့ရဲ့ယုံကြည်ခြင်းကိုကျမတို့တိုးမြင့်ရအောင်ဖျားသခင်အတွက်ကျမတို့ဘယ်လိုပြောမလဲလှုပ်ဆောင်တဲ့အရာတွေပေးကမ်းတဲ့အရာတွေကျမတို့မရက်ဘဲနဲ့ပေါ့နော်ဖျားသခင်အတွက်ဘယ်လောက်ပဲခက်ခဲပလေးစေကျမတို့ဖျားခင်အတွက်အမြဲတမ်းပါဝင်လေဖျားခင်ရဲ့နာမတော်ကိုကျမတို့ချီးမွမ်းလေသူရဲ့မျက်မှောက်တော်ထဲ၌ကျမတို့အမြဲတမ်းရှောက်လန်းဖို့ရန်အတွက်ကျမတို့တက်တာကိုစက္ကန့်ရအောင်ဆိုပြီးတော့ကျမဒီကနေ့ဒီနှုတ်ကပတ်တော်အဖြစ်ကျမခွန်အားပေးခြင်းနဲ့အာမင်အဲ့ဒီအတွက်ကြောင့်ကျမတို့ဖျားခင်အတွက်ကျမတို့ရှောက်လန်းခြင်းကတကယ်ပဲတန်ဖိုးရှိတာဖြစ်တယ်အလဟာတမဖြစ်ဘူးဖျားခင်ကတနေ့ကျရင်ပေါ့နော်ကျမတို့ကိုပြန်လဲပြီးတော့တက်တည်ခံရတဲ့အခွင့်ဖျားခင်ကပေးมาဖြစ်တယ်အာမင်ကျမတို့အခုချိန်မှာကျမတို့တော့နားမလည်ဘူးဒါပေမဲ့
နောင်တစ်ချိန်မှာပေါ့နော်အိုးငါအဲ့တုန်းကတကယ်ပဲတက်သိရှိပါလားငါအဲ့တုန်းကတကယ်ပဲဖခင်ကိုယုံကြည်ပါလားငါအဲ့တုန်းကတကယ်ပဲရဲရင်ပါလားဆိုပြီးတော့နောင်တစ်ချိန်မှာပေါ့နော်ကျမတို့ဖခင်ရဲ့နိုင်ငံတော်အတွက်ပြင်လဲပြီးတော့တက်သိဖခင်ကပြန်လဲပြီးတော့မြင်တွေ့ရတော့ခွင့်ဖခင်ပေးလိုက်မယ်ဆိုပြီးတော့ကျမခွန်အားပေးခြင်းနဲ့ကျမတို့ခုချိန်မှာအားလုံးမတည့်ရပြီးတော့ပေါ့နော် worship တင်းနဲ့ရွေးချယ်ထားတဲ့တခြင်းနဲ့ကျမတို့ဖခင်မျက်မှောက်တော်ထဲမှာကျမတို့အတိတ်ဖန်တိုးဝင်ရအောင်ဒီကနေ့ကြားနာတဲ့နှုတ်ကပတ်တော်အတိုင်းပဲပေါ့နော်ဒီဆမကဘာပြောသွားလဲဆိုပြီးတော့ပေါ့နော်လေထဲမှာကျမတို့ဒီတိုင်းပဲမထားဘဲနဲ့ကျမတို့တက်တာကိုစင်ချင်နှလုံးသွင်းရအောင်အာမင်ဖခင်ကိုကျမတို့ကိုမျက်မှောက်ပြုလက်ဖခင်ကိုကျမတို့မျက်မှောက်ပြုလက်အာမင်ထာဝရဖခင်ကိုမျက်မှောက်ပြုလက်ကျမတို့အသက်ရှင်ရအောင်ဒီနေ့ဖခင်ကိုပဲကျမတို့စစ်စစ်ကြည့်လက်လူတွေဘယ်လိုပဲပြောပလေစေငါအတွက်ဖခင်ကနံပါတ်1ပဲဆိုပြီးတော့ကျမတို့ဖခင်ကိုမျက်မှောက်ပြုရအောင်ဒုတိယချက်အနေနဲ့ကျမတို့ရဲ့ယုံကြည်ခြင်းကိုတိုးမြှင့်ရအောင်ထာဝရဘုရားကိုကျမတို့စိတ်နှလုံးအကျွမ်းမဲ့ကိုးစားရအောင်ဒီကနေ့ကျမတို့တက်တာထဲမှာထူးခြားခြင်းတွေဘုရားခင်တွေ့မြင်ရတော့ခွင့်ဘုရားခင်ပေးมาဖြစ်တယ်ဒီຢာတွေနဲ့ကျမတို့စင်ချင်နှလုံးသွင်းနဲ့ကျမတို့ဘုရားခင်ထဲမှာကျမတို့ဆက်ပြန်လဲပြီးတော့စက္ကန့်နိုင်ရအောင်ဘုရားခင်ကမိတ်ဆွေတက်တာကိုတူထီมาဖြစ်တယ်ဟာလေလုယာ Hallelujah.
မရှိဘူးကျွန်တော်ရဲ့ရှိမှကိုရောသွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုရောမျက်ရှိနေတယ်ကျွန်တော်ရဲ့မျက်တူကိုရောရှောင်းလာနေတယ်ကြောင်ရွံ့ချင်လေးမရှိဘူးကိုရောရှိတယ်ကျွန်တော်အတူတကွဖျားခင်ကိုစကားကြရအောင်တဲ့နေ့ကိုရောအတူရှိတယ်ဆိုကျုပ်ဆိုရင်ချင်းမျောလင်းချင်းတင်မဲ့ချင်းဆိုတဲ့အရာကကိုရောကိုနေရာယူတော့မှမဟုတ်ဘူးကိုရောကိုချီးစုတဲ့တယ်ကျွန်တော်တို့အတူရှိချင်းနေကျွန်တော်ရှိချင်းအတတတင်းနဲ့စကားပြောတော့ကိုကြည်စုတဲ့နဲ့ဒီလိုမျိုးချင်းခေါင်းအခွင့်အခါကောင်းကိုသားသမီးတို့ရဲ့တွဲပြင်ဆင်ပြီးတော့ကိုရောကိုကြည်စုတဲ့နဲ့အာမင်ဆရာမချင်းနူးကိုအသုံးပြုပြီးတော့ဒီညမှာရောက်ရှိလာတဲ့ချစ်တော်ညီကူမောင်နှမအားလုံးကိုစကားပြောတော်မူတော့ကိုရောကိုကြည်စုတဲ့နဲ့အာမင်ကျမ်းနာရတဲ့နှုတ်ကပတ်တော်တရားအတိုင်းစိတ်နှလုံးကျွမ်းမဲ့ကိုရောကိုစားတော်သူကိုရောကိုအားကိုရောသူတယောက်စီတိုင်းဖြစ်ဖို့ရန်ကောင်းချီးပြီးတော်မူပါအာမင်ကျွန်တော်ဉာဏ်ဆွမ်းရှိသမျှကိုအသုံးပြုပြီးတော့ဘဝမှာကြိုးစားတဲ့အချိန်မှာစိတ်ပြချင်းဝင်နေချင်းကြုံတွေ့ရတဲ့အချိန်မျိုးကြုံတတ်တယ်ကိုရောသားသမီးများကိုကောင်းချီးပြီးတော်မူပါအာမင်အလိုမျိုးချင်းကြုံတွေ့တဲ့အချိန်မှာကိုကြိုးစားခြင်းနဲ့မရတဲ့အချိန်မှာကိုရောကိုအားကိုရောသူကိုရောကိုကူစားတော်သူတယောက်စီတိုင်းဖြစ်ဖို့ရန်အတွက်ကောင်းချီးပြီးတော်မူပါအာမင်ကျေးဇူးတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင်းနဲ့ကယ်တင်ပါရှင်ခရစ်တော်နာမကိုမြည်ပြီး၍ဆုတောင်းစိတ်ကအနာပါれမြတ်စွာဘုရားသခင်အာမင်ကြရှိကောင်းချီးပြီးပါစေ